လက်ရှာကဒီတော့မမဲနောက်စစ်တဲ့စင်ကတိုင်အောင်အော်မေးပေါ့ပါမဲဘုံကမလားနှခါလေးလေးစာတင်ကြောင်းလေးပြေကြောဖို့အိတ်ကိုလေးကစိုးကြီးတဲ့မှာပညာသင်ရဲ့နဲ့အိမ်မနေမိပါပူပန်နေတော့ကလျင်တန်းချရင်ပြေလွာလို့ကြူကြအိမ်နေလည်းမအေးစေးအပြစ်မှလည်းမနှွေးထွေးအရင်တန်းကြတိုင်းစိတ်တွေလေးကလေးများကြောင့်မဆင်ပြေပါမလားတွေထိုချိန်မှာဝုန်းကနေဘုံတန်ကိုချခဲ့စာတင်ကြောင့်တက်တဲ့ကိုပြစ်ချသွားပြီတဲ့ကောင်းတချကိုတချငါသာလားငိုကလေးချမိပါမြောင်အတိမကျွဲနာမလဲသေးတဲ့ကလေးတွေတွေးချောင်းစီနေရကောင်းတချကိုတချဒါငါသမီးလားပြိုကလေးချမိပါမြောင်ရုံမမှုကပြောဖို့စကားတော့လုံးဝမရှိပါလားတာနဲ့သမီးစာချက်တန်အခုတော့သိစိတ်သွားတမလွန်ဘုံမှာကြောင်းများတက်နေမလားခါလေးလေးစာတင်ကြောင်းလေးပြေကြောဖို့အိတ်ကိုလွဲကစိုးကြီးတဲ့မှာပြညာတင်ရဲ့နဲ့အိမ်မနေမိပါဘူးအနေတော့ကလျင်တန်းချရင်ပြေးလွာလို့ကြူရအိမ်နေလည်းမအေးစေးအပြင်မှာလည်းမနှွေးထွေးလျင်တန်းကြတိုင်းစိတ်တွေလေးကလေးများကြောင့်မဆင်ပြေပါမလားတွေတို့ချိန်မှာဝုန်းကနေဘုံတန်ကိုချခဲ့စာတင်ကြောင်းတက်တဲ့ကိုပြစ်ချသွားပြီတဲ့ကောင်းတချကိုတချငါသာလားငိုကလေးချမိပါမြောင်အတိမကျွဲနာမလဲသေးတဲ့ကလေးတွေတွေးချောင်းစီနေရကောင်းတချကိုတချငါသမီးလားပြိုကလေးချမိပါမြောင်ရုံမမှုကပြောဖို့စကားတော့လုံးဝမရှိပါလားတာနဲ့သမီးစာချက်တန်အခုတော့သိစိတ်သွားတမလွန်ဘုံမှာကြောင်းများတက်နေမလားကောင်းတချကိုတချငါသာလားငိုကလေးချမိပါမြောင်အတိမကျွဲနာမလဲသေးတဲ့ကလေးတွေတွေးချောင်းစီနေရကောင်းတချကိုတချငါသမီးလားပြိုကလေးချမိပါမြောင်ရုံမမှုကပြောဖို့စကားတော့လုံးဝမရှိပါလားတာနဲ့သမီးစာချက်တန်အလုံးဝသိစိတ်သွားတမလွန်ဘုံမှာကြောင်းများတက်နေမလားတမလွန်ဘုံမှာကြောင်းများတက်နေလားအန်ဒီယေစုကဆုဘေးစုနဲ့အများဆုံးကင်းလွတ်ပါစေ
Hello 73ရက်5လ2025မင်္ဂလာနေ့လေးကင်းလေးပါအရန်ကိုပိတ်မီဒီယာတွေအော်ချက်ထုတ်နေတဲ့ဒီဘဲမြို့လေးနဲ့ပတ်သက်ပြီးတော့နည်းနည်းရှင်းလင်းချက်လေးပြောပြချင်လို့နော်စာတင်ကျောင်းကိုတက်မတော်ကစစ်ကျောင်းကစစ်ကောင်စီကတို့ပြောသလိုပေါ့စစ်ကောင်စီကဘုံကျဲတယ်ဆိုလို့ရှိရင်ဘုံကျဲလို့ရှိရင်အဲ့နာတစ်ဝိုက်မှာအဲ့လိုမျိုးဟိုကျောင်းလေးကတုတ်ပေါက်ယုံလောက်ပဲနော်ကျန်တဲ့နေရာတွေမပြတ်စည်းပဲနဲ့ဒီထိခိုက်မှုအနေချင်းပဲဖြစ်တယ်ဆိုတော့ဒါကအပေါ်ကကျဲတာဖြစ်နိုင်လားစဉ်းစားကြည့်ပါဦးနော်အပေါ်ကကျဲအဲ့နေရာတစ်ဝိုက်လောက်ကစစ်စစ်ညံ့ညံ့ကြည်သွားမယ်ဆိုတော့မသိဘူးလားဒါကိုတက်ပြီးတော့ line ပေါ်မှာနော် lobby လုပ်နေတဲ့ CDM ဆရာမတယောက်ရှိသေးတယ်နောက်တစ်ခုကလွယ်အိတ်တွေကကြီးကားတယ်ထင်တယ်နော်လွယ်အိတ်တွေပေါက်ပြဲနေတာတစ်ခုမှမတွေ့ဘူးနော်နောက်ပြီးတော့ဗာလဲသူပြောတဲ့ဟိုဒါဒီတချို့သွေးစွန်းနေတဲ့အင်ကြီးတွေပေါ့အဲ့ဒီအင်ကြီးတွေကရောကြီးကားတာလားပေါက်ပြဲနေတာတစ်ခုမှမတွေ့ဘူးပေါင်ကြတော့ပေါင်900 1000ဘုံအားကြဘုံတီးကြတယ်ဆိုတဲ့အရာတွေအဲ့နေရာတွေကအဲ့လိုတွေတောင်ပြလို့ရမှာမဟုတ်ဘူးစုပ်ပြတ်တတ်သွားမှာနော်လော်တာလဲကြည့်ချက်လော်ကြအဲ့ဒီကမစ်ရှင်ကနော်အဲ့မှာလင်းကျဲဖို့မစ်ရှင်ကမစ်ရှင်ဆိုတာအစီအစဉ်ပေါ့နော်အစီအစဉ်တစ်ခုကအစီအစဉ်ကအဲ့ဒီမပါဘူးနောက်ချိုတီဘောကြောက်တော့စစ်တွေအဲ့လေးနေရာပဲပါတယ်အဲ့တော့လော်တာလဲကြည့်ချက်ပြီးလော်ကြနော်ဖြစ်စဉ်ကဘာလဲဆိုတော့အဲ့မှာနော်အဲ့ဒီမနေ့ကဆန္ဒပြဖို့ကလေးတွေစုတယ်ကလေးတွေရောက်သွားတဲ့အချိန်မှာနော်ကလေးတွေရောက်သွားတဲ့အချိန်မှာဗာလဲဆိုတော့ကလေးတယောက်ရဲ့လက်စော့မှုကြောင့်အဲ့မှာထဲမှာရှိတဲ့နော်ဘုံတစ်လုံးပေါက်ကွဲမှုထဖြစ်တယ်ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာအဲ့နောက်မှာမလွတ်ဘူးအကုန်လုံးတော်တော်များအဲ့မှာကလေးတော်တော်များသိတယ်ပေါ့ကွယ်ကလေးပဲထားပါတော့မင်းတို့အမြင်သလိုပေါ့နော်နောက်တစ်ခုကလော်ရလဲကြည့်ကြလော်ကြလောက်ကြံဆက်တွေကြည့်ကြခင်းကြအုံနောက်မရှိတဲ့လူလောက်ပဲယုံမှာငိုလဲငိုနေရတယ်တမီးရဲ့တပုံရိုက်ဖို့ဖုံးယူခဲ့အောင်ဆိုတာယုတ်တိရှိသလားနော်နင်တို့ຫນွေဦးတော်လိုင်းကြီးကတဖြည်းဖြည်းနဲ့ရှုံးနေပြီဖြစ်တော့ကြောင့်နင်တို့ကအမျိုးယုံမာတယ်နင်တို့ဒီဖြစ်စဉ်ရလဲဒီဘဲဖြစ်ဒီလိုဖြစ်စဉ်ရလဲကိုအကုသို့ကိုအကျိုးပေးသွားကြတာပဲเนาะအဲ့မှာကတော်တော်များများကเนาะပိတ်နေများတယ်ကလေးတွေကိုပါအုံနောက်ထဲမှာရိုက်ထည့်ထားတယ်နောက်တစ်ခုကဒီဘဲရင်ကိုနောက်တစ်ခေါက်ကျဲမယ်ဆိုလို့ရှိရင်တခြားကြောင်းကိုပါထပ်ပြီးတော့သတင်းပေးထားတာရှိတယ်เนาะအဲ့ဒါလေးတွေသိတဲ့တယ်เนาะအဲ့ကြမှာတက်မတော်ကဘုံကျဲလို့ဆိုပြီးထပ်ပြီးတော့လော်ပြီးမလုပ်ကြနဲ့เนาะအမှန်ကိုအမှန်တိုင်းမြင်ကြပါ PDF အနီတိုင်းလဲ PDF မဖြစ်ဘူးเนาะတချို့ကသူများရဲ့ရောင်လို့လိုက်ရောင်နေနေအခုမကြီးတို့နားမှာအနီတွေအများကြီးရှိတယ်เนาะဒါပေမဲ့ဒီလိုရုပ်မာတဲ့အနေမျိုးမဟုတ်ဘူးเนาะဒီနားမှာရှိတဲ့အနီတွေကကြောက်တတ်တယ်သူတို့နေတယ်သူတို့လောက်ကင်စားတောက်တယ်တခုရှိတယ်သူများနေရင်တော့လိုက်နေကြတာပေါ့เนาะဒါလည်းသူတို့ကိုလည်းဟိုချီးမွမ်းလို့တော့မရဘူးပေါ့အခွင့်ကောင်းမရလို့လားတော့မသိဘူးပေါ့เนาะဒါပေမဲ့เนาะဇုံလုံးကန်တာကြည်ကန်ကြ